မဟုတ်ဘူးကုချက်အန်းကခေါင်းငုံပြီးပြောလိုက်တယ်ငါကပဲသူနဲ့မတန်ခဲ့တာပါအဲ့ဒီအချိန်မှာစိန်ခံကားတစ်စီးရောက်လာခဲ့တယ်အကိုဒီအလှလေးကဘသူလဲကုချက်အန်းကားထပ်ပြက်ပြန်ပြီလားအမျိုးသမီးကခေါင်းခါပါတယ်မဟုတ်ဘူးကျမကိုလက်ထပ်ပေးပါတလားကိုရွမ်း2သိန်းပေးမယ်ကုချက်အန်းအော်သွားတယ်မမရှန်လူမားနေပြီထင်တယ်ကျွန်တော်ကမနေ့ကမှကွာရှင်းထားတာပါမမရှန်ကတီတီငိမ့်ငိမ့်ပြန်ပြောပါတယ်အဲ့ဒါကြောင့်ရှင်ကအသင့်တော်ဆုံးပဲကုချက်အန်းကညင်းဖို့ကြိုးစားခဲ့ပါတယ်3နှစ်ကြာချစ်ခဲ့တဲ့ဇနီးကမနေ့ကပဲရဲရဲဆက်ဆက်ဆွန့်ပစ်သွားခဲ့တယ်ကျွန်တော်ထပ်မနာကျင်တော့ဘူးမမရှန်ကအလေးနဲ့ပြောပါတယ်ကျမအတီပြောနေတာကျမလည်းအသက်မငယ်တော့ဘူးအဖေနဲ့အဖိုးကအမြဲတမ်းလက်ထပ်ဖို့ဖိအားပေးနေတယ်ကျမကြည့်တာကလူတစ်ယောက်ရဲ့စိတ်ဓာတ်နဲ့အကျင့်စာရိတ္တကိုပဲကျမမလိမ်ဘူးအဖေကရင်းနှီးမြှုပ်နှံသူရဲ့သားနဲ့အတင်းလက်ထပ်ခိုင်းနေတယ်ဒီနေ့နေ့လည်မိသားစုဆက်ပွဲရှိတယ်အဲ့ဒီမှာကျမကိုကာကွယ်ပေးဖို့တရားဝင်ခင်မွန်းတယောက်လိုအပ်နေတယ်ကုချန်အန်းကပြန်ပြောပါတယ်မမရှန်ကျွန်တော်ကကားပြင်သမားတာမန်လူတယောက်ပါခင်ဗျားလိုတထေးသမီးနဲ့လုံးဝမတန်ပါဘူးမမရှန်ကပြုံးပြီးပြောပါတယ်မနေ့ညကရှင်ကျမကားပြင်ပေးနေတော့ကျမအခက်ခဲဖြစ်နေတာကိုအခွင့်ကောင်းမယူခဲ့ဘူးအခုမှကွာရှင်းပြီးအိမ်ကနေနှင်ထုတ်ခံထားရတဲ့တကူလုံးမိုးရေဆူနေတဲ့လူတယောက်ဖြစ်နေပေမဲ့ရတဲ့နဲ့ပြင်ခပဲယူခဲ့တယ်ကုချန်အန်းကျမတန်မိုးထားတာကရှင်အကျင့်စာရိတ္တပါအလောက်ကင်မဟုတ်ပါဘူးကုချန်အန်းကခဏစဉ်းစားပြီးပြောလိုက်ပါတယ်ရွှမ်း2သိန်းတော့မယူဘူးဒါပေမဲ့ဒီအကူအညီကိုတော့ပေးမယ်ဒါပေမဲ့စီကတ်တစ်ခုတော့ရှိတယ်တလားပြည့်ရင်2ယောက်စလုံးတန်တန်ရှင်းရှင်းလမ်းခွဲမယ်တယောက်ကိုတယောက်အဆက်မခွဲဘူးမလိမ်ညာဘူးမမရှန်ကလက်ကမ်းလိုက်ပါတယ်သဘောတူတယ်ဘေးကတငယ်ချင်းကအန်အော်ပြီးပြောလိုက်ပါတယ်အကိုမနေ့ကမှကွာရှင်းထားတာဒီနေ့ပဲနောက်အိမ်အောင်ပြုတော့မလို့လားကုချန်အန်းကကောင်းကင်ကိုမော့ကြည့်ပြီးပြုံးတာပြောလိုက်တယ်ဒီတစ်ခါတော့ကန်ဂျမာကငါ့ကိုဘဝအသေးပြန်စားဖို့အခွင့်အရေးပေးလိုက်တာဖြစ်နိုင်တယ်